အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့တဲဒါလီဖြစ်ပါတယ်ဒါလီကအခုလက်ရှိမှာပေါ့နော်အဝတ်ထည်နဲ့ပတ်သက်ပြီးတော့အဝတ်ထည်မီဒီယံကိုသုံးပြီးတော့ Miss Median Award တွေကိုဖန်တီးနေတဲ့မြန်မာနိုင်ငံကနုပညာရှင်တယောက်ဖြစ်ပါတယ်ဒါလီရဲ့ award တွေကအထူးသဖြင့်အမျိုးသမီးတွေကိုအခြေခံတဲ့အမျိုးသမီးတွေဒါလီရဲ့ personal memory တွေနဲ့လက်ရှိဒီနေ့စဉ်လောကမှာပေါ့နော်ကြုံတွေ့ရတဲ့ဒီဒီ society နဲ့ဆိုင်တဲ့အကြောင်းတွေ community နဲ့ဆိုင်တဲ့အကြောင်းတွေကိုဒီ story အနေနဲ့ပြန်ပြီးတော့ဖန်တီးတဲ့နုပညာလက်ရာတွေဖြစ်ပါတယ်ဒါလီရဲ့လက်ရအများစုမှာတော့အခုဒါလီ sharing လုပ်ပေးမယ်ပေါ့နော်ဒီfabric ကိုအခြေခံပြီးတော့တုံးထားတဲ့ fabric ဆိုးနီတွေပါတိတ်လည်းရေးပကြီးပါတိတ်တွေရေးရတယ်ပြီးတော့ဒီချီပန်းထိုးနီပေါ့နော်စသဖြင့်အခြားသောဒီ Miss Median တွေအများကြီးကိုအသုံးပြုပြီးတော့ဖန်တီးလေးရှိပါတယ်ဘာလို့ဒါလေးရဲ့တဘာဝဆိုးစေးကိုအဝတ်တွေမှာတုံးမှုရွေးချယ်ပြတာလဲဆိုတော့တဘာဝကဒိုင်ရိုးနဲ့နီးစပ်တယ်ပေါ့နော်နီးစပ်တယ်လက်လန်းမိတယ်ပြီးတော့ဈေးလဲတက်တာတယ်အကုန်လုံးနဲ့ relate ဖြစ်နေတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့အရာပဲဒါလေးကိုပို့ပြီးတော့လွယ်ကူစေတယ်ဒီအလုပ်တွေကိုလုပ်ဖို့အတွက်ဆိုတော့ဒါလေးအတွက်ကဒီ cultural significant လည်းဖြစ်တယ်ပေါ့နော်တဘာဝတရားရော cultural significant ကိုပါနေတဲ့ဒီလက်ရာတွေကိုဒါလေး contemporary art နဲ့ပြောင်းပြီးတော့ဖန်တီးတာကဒီပေါင်းစပ်မှုတစ်ခုပေါ့နော် Miss Median တစ်ခုလည်းဒါလေးတော့ဖြစ်တယ်ဆိုတော့စပြီးတော့ဒီ panel ကိုအသုံးပြုခဲ့ရပါတော့ panel ကိုအသုံးပြုရတဲ့ဒီကရွေချက်ကတော့ဒါလေးက painting base ဖြစ်တဲ့အတွက်ကြောင့် painting တွေမှာလည်း panel ကိုပကြီးပစ္စည်းအနေနဲ့ဒါလေးတို့ပကြီးဆေးဆွဲတယ်လို့မျိုးပဲ panel ကိုအသုံးပြုပြီး panel တစ်မျိုးတည်းကိုအသုံးပြုတော့လဲပကြီးဆွဲလို့ရတယ်ဆိုတော့ဒီ technique လေးကိုဒါလေးအရင်သဘောကျရပေါ့နော်အဲ့တော့အဲ့ panel ကဒါလေးအတွက်ကိုစပြီးတော့အဲ့လိုမျိုးလေးစဉ်းစားပြီးတော့သုံးပြင်းရင်းနဲ့မှအခုချိန်ထိဆက်ပြီးတော့လုပ်ဖြစ်နေတာပေါ့နော်ဒါလေး sharing လုပ်ပေးသွားမယ်ဒီ panel ပကြီးရင်းနီးနဲ့တဘာဝဆိုစေဆိုနီး process မှာက module 5ခုပါဝင်ပါတယ်ပထမဆုံး module ကတော့ဒီအားလုံးကိုစပြီးတော့မိတ်ဆက်ပေးတာပေါ့နော် panel ဆိုတာဘာလဲဒီတဘာဝပစ္စည်းတွေနဲ့ panel နဲ့သုံးပြီးတော့တဘာဝပစ္စည်းတွေကိုတဘာဝအယောင်တွေကိုဘယ်လိုဖန်တီးမလဲ tanning ပါတဲ့ဒီအရွက်တွေအခောက်တွေဒီ color သုံးပြနိုင်နေပေါ့နော်တဘာဝပစ္စည်းတွေကိုမိတ်ဆက်ပေးတဲ့အကြောင်းဖြစ်ပါတယ်module 2ကတော့စပြီးတော့လေ့လာမယ်ပေါ့နော်စတင်ပြီးတော့ဒီကိုသုံးမဲ့ပိတ်စရွေးချယ်နည်းကိုသုံးမဲ့ဆေးအမျိုးအစားရွေးချယ်နည်းနဲ့ကိုဘယ်လိုမျိုးပုံလေးတွေဆွဲမလဲဆိုတဲ့ဒီ technique တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် module 3ကတော့ဒါလေးတို့စပြီးတော့ဒီ panel ပကြီးကိုဆွဲမယ်ပေါ့နော်ရိုးရိုးရှင်းရှင်းနဲ့အားလုံးလိုက်ပြီးတော့လွယ်ကူပြီးတော့ဒီလင်းမြန်လုပ်လို့ရမယ်ဒီလမ်းလေးတွေကို tips လေးတွေကိုမျှဝေပေးသွားမယ်ပြီးတော့ဒါလေးနဲ့အတူတူလိုက်ပြီးတော့ဆွဲကြည့်ကြမယ်ပေါ့နော်ဆွဲကြည့်ရင်းနဲ့မှဒီ panel ရဲ့ဒီအပြည့်အကျဲတွေဒီဆေးဆိုးနည်းနဲ့ပတ်သက်တဲ့အခြားသောဒီလိုအပ်တဲ့ပစ္စည်းတွေပေါ့နော်ဝယ်ပြီးတော့ဘယ်လိုမျိုးစုဆောင်းနိုင်မလဲဘယ်လိုမျိုး collect လုပ်နိုင်မလဲဆိုတာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်module 4ကတော့ဒါလီတို့ဆေးဆိုးပြီးသွားပြီပေါ့နော်ဆေးဆိုးပြီးသွားတဲ့ပကြီးဆွဲပြီးသွားတဲ့ချိန်မှာဒါလီတို့ panel ကိုချုပ်ဆေးမျိုးသုံးပြီးတော့ဘယ်လိုမျိုးအရောင် color ကိုလိုချင်တဲ့ color ကိုခံမှန်းပြီးတော့လုပ်လို့ရမလဲကိုလိုချင်တဲ့ဟာကို testing လုပ်လို့ရမလဲဆိုတာလေးကိုမျှဝေပေးသွားမှာပါအဲ့ဒီအစင်မှာ modern တွေအသုံးပြုနည်းလည်းပါဝင်ပါတယ်ဒီ modeling ဆိုတာတော့ချုပ်ဆေးပေါ့နော်ချုပ်ဆေးမျိုးကိုအသုံးပြုပြီးတော့ကိုလိုချင်တဲ့ color ကိုရအောင်လို့အနည်းဆက်ဆုံးရအောင်လို့ဖန်တီးတဲ့ဟာလေးတွေပါဝင်ပါတယ်ဟုတ် module 5မှာတော့ဒါလီတို့နောက်ဆုံးအဆင့်ဖြစ်သွားပြီပေါ့နော်နောက်ဆုံးအဆင့်မှာကဆေးလဲဆိုးပြီးသွားပြီအကုန်လုံးပြီးသွားတဲ့အဆင့်မှာ post caring time ပေါ့နော်ဒီဆေးဆိုးထားတဲ့အဝတ်ထည်လေးတို့ဘယ်လိုမျိုးရေရှည်ကြာကြာခံအောင်လို့ထိမ့်သိမ့်မလဲဆိုတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်